မင်္ဂလာပါရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ကျင်းတွေလွှတ်ပေးရေးမန္တလေးနဲ့စကိုင်းမှာဆန္ဒပြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးနဲ့စကိုင်းတိုင်းအတွင်းကအဖွဲ့တပိတ်တွေဒေသခံပြည်သူတွေဟာစစ်တပ်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတောင်းဆိုဆန္ဒပြမှုကိုဒီကနေ့ဒီဇင်ဘာ18ရက်မှာပြုလုပ်ခဲ့ပါတယ်မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်မှာလူထုလှုပ်ရှားမှုကော်မတီကဦးဆောင်ပြီးစစ်တပ်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်းဘုတ်18ခုထောင်ကစေကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ပါတယ်။စကိုင်းတိုင်းရင်းမာပင်မြို့နယ်မြောက်ချမ်းမှာလည်းနောက်ပြန်မှလေကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းတင်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲကဆန္ဒပြခဲ့ကြပါတယ်။ကြပြင်ဖန်စီထားတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွတ်ကြွေးကြော်တမ်းတွေနဲ့ချီတက်ခဲ့ကြပါတယ်။အလားတူရင်းမာပင်မြို့နယ်ကျေးရွာတရွာမှာလည်းအောင်လန်လွှင့်မီရွှေရည်ကြီးညနေစည်းစာတပိတ်စစ်ကြောင်းမှရဲဘော်တွေကရာသီကွေအလုံမအားတဲ့ကြားမှာစစ်အာဏာရှင်စနစ်နဲ့စစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ဆက်လက်ပြီး NUG လက်အောက်ခံအထူးတိုင်းစစ်ဌာနအမှတ်33မိပြုဟာမူစော်ဒါကိုတဝဲခရိုင်အမှတ်1တရင်မှုမင်းသားကြီးအပါဝင် PDF ရဲဘော်90ဝန်းကျင်တို့ကို KNU တပ်မဟာလေးလက်အောက်ခံတရင်စနစ်ကဖမ်းဆီးမှုနှစ်ဖက်ညီနိုင်ဖြည့်ရှင်းဆောင်ရွက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေး NUG လက်အောက်ခံအထူးတိုင်းစစ်ဌာနအမှတ်33မိပြုဟာမူစော်ဒါကိုတဝဲခရိုင်အမှတ်1တရင်မှုမင်းသားကြီးအပါဝင်ရဲဘော်90ဝန်းကျင်တို့ကို KNU တပ်မဟာလေးလက်အောက်ခံတရင်စနစ်ကဖမ်းဆီးလိုက်မှုနဲ့ပတ်သက်ပြီးနှစ်ဖက်ညီနိုင်ဖြည့်ရှင်းမှုများလှုပ်ဆောင်နေကြောင်းဒေါ်လာရေးသတင်းရဲမြစ်ကသတင်းဌာနကိုပြောပါတယ်။ယနေ့မိုးလဲပိုင်း KNU တပ်မဟာလေးလက်အောက်ခံတရက်6မြို့နယ်အခြေဆိုင် KNU တရင်စနစ်မှာဖိုးတောက်ကြထူးကပေါ်တို့ဦးစီးတော်တရင်က NUG လက်အောက်ခံအထူးတိုင်းစစ်ဌာနမိပြုဟာ33ပြုဟာမူစော်ရာကိုတဝက်ခရိုင်အမှတ်1တရင် T5 တရင်မှုမင်းသားကြီးတနင်္သာရီတိုင်းစစ်ဌာနဂျုံတရင်ဒုတရင်မှုဒိုရာအပါဝင်ရဲဘော်90ဝန်းကျင်ကိုလက်နက်ဖြုတ်သိမ်းပြီးဖမ်းဆီးထိန်းသိမ်းထားကြောင်းမိသည့်အတွက်ကြောင့်ဖမ်းဆီးသည်ကိုအတိအကျမသိရှိရတော့လေအောက်ခြေရဲဘော်များအကြားပြဿနာတရားမှာနောက်ဆုံးတွင်တရင်မှုများကိုပါပြန်လည်ဖမ်းဆီးခြင်းဖြစ်ကြောင်းလက်ရှိတွင်သက်ဆိုင်ရာထိပ်ပိုင်းတာဝန်ရှိသူများအကြားညှိနှိုင်းဆွေးနွေးမှုများလှုပ်ဆောင်နေပြီဖြစ်တဲ့ဖြင့်အေးဆေးစွာပင်ပြဿနာပြီးစီးနိုင်ပွဲရှိကြောင်းသိရပါတယ်ပြဿနာကတော့ကြီးကြီးမားမားမဟုတ်ဘူးရဲဘော်တွေအချင်းချင်းဖြစ်တာကိုသူ့လူကြီးငါလူကြီးတွေပါလာကြရင်ဖြစ်တာလို့တော့အကြံပြသိထားတယ်အခုသိရတဲ့လောက်တော့နှစ်ဖက်လူကြီးတွေအားလုံးညှိနှိုင်းဆောင်ရွက်နေပါတယ်ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ KNU သတင်းရင်းမြစ်အချို့ကလည်း NUG ချိန်ပိုင်းတာဝန်ရှိသူအချို့ကိုယ်တိုင်သတင်းများတက်လာသည့်အချိန်မှာရင်းကဲ့သို့ဖန်ဆီးမှုအခြေအနေများကိုသိရှိကြခြင်းဖြစ်ပြီးနှစ်ဖက်ညီနိုင်ဆောင်ရွက်လျက်ရှိကြောင်းပြောဆိုပါတယ်။ဆလပီရွေးကောက်ပွဲတွေအုပ်စု3စုထွက်ပေါ်လာဟုအေယာဝတီ3သက်တေဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုအုပ်စုကြီး3စုတီကတိတ်ဆိတ်မှုတွေနှိမ့်မျောနေကြသောပြည်သူလူထုစိုးရိမ်ပူပန်မှုများဖုံးလွှမ်းလာနေပါသောပါတီများရွေးကောက်ပွဲအပြီးမြည်သောမြည်ပုံစိတ်ကြိုက်ဖန်တီးရမည်ဆိုသည်ကိုအေးဆေးတည်ငြိမ်စွာအကွက်ချနေသောစစ်အုပ်စုဟု၍ဖြစ်သည်ဟုဆိုပါတယ်။တိတ်ဆိတ်မှုတွေနှိမ့်မျောနေကြသောလူထုဆိုသည်ကရွေးကောက်ပွဲအပေါ်မြည်သောမြစိတ်ဝင်စားမှုမရှိယုံမကတိတ်ဆိတ်စွာစန့်ကျင်နေခြင်းကိုဆိုလိုပါတယ်။၎င်းတို့သာလွတ်လွတ်လပ်လပ်ပြောခွင့်ရမည်ဆိုကဒါရွေးကောက်ပွဲမှာမဟုတ်တာလုံပွဲကြီးပဲဟုပြောကြမည်သာဖြစ်ပါတယ်။၎င်းတို့အဖွဲ့ကတခါမကအချိန်ချင်းသိခဲ့ဘူး၍ပြင်ပိုးနားလည်ပြီးသူများလည်းဖြစ်သည်1990 2010 2020ရွေးကောက်ပွဲများတွင်ထိခဲ့သောမင်းများကအခိုးခံရပေဖြတ်ခံခဲ့ရ၍စိတ်တွင်ဒဏ်ရာဒဏ်ချက်များရခဲ့သည်သာအဖက်တင်ခဲ့သည်ယခုတစ်ချိန်လည်းအလိန်ခံရဖို့ကကျင်းသိနေသည်စေအုပ်စုသည်ဒီမိုကရေစီဖန်ပြပြီး၎င်းတို့အာဏာကိုအင်္ဂလိပ်လောက်မည့်နိုင်ငံရေးဖန်ပြလိမ့်လည်မှုကြီးသာဖြစ်သည်ထွက်ပေါ်လာမည့်ရလက်ကလည်းကြံ့ဖို့သာတေချာပေါက်အနိုင်ရမည်ဖြစ်သည်လက်ရှိဗိုလ်ချုပ်များဗိုလ်ချုပ်ဟောင်းများအားစတင်ပေးမည့်ပွဲလည်းဖြစ်သည်ထို့အတွက်လည်းစစ်မှန်သောနိုင်ငံရေးပြောင်းလဲမှုများထွက်ပေါ်လာနိုင်သည်ဟုယုံကြည်သူတဦးတလေမျှမရှိသည်မှလည်းအံ့ဩစရာတော့မဟုတ်ပေသို့သောမတိကျင်အောင်ဆောင်နေကြသူများလည်းမရှိမဟုတ်ရှိနေကြသည်သာဖြစ်သည်စိုးရိမ်ပူပန်လာနေသောပါတီများဆိုသည်ကရွေးကောက်ပွဲဝင်ကြမည့်အဖွဲ့များဖြစ်ပြီး၎င်းတို့စိတ်ထဲတွင်ရှိနေကြသည်များကဘယ်သူနိုင်မလဲငါတို့လွတ်တော်တွေဘယ်နေရာရနိုင်မလဲဘလို့ယာတူးမျိုးတွေရလာမလဲဆိုသည်တို့ပင်ဖြစ်သည်ရွေးကောက်ပွဲဆိုသည်ကိုလက်မခံသောမဲဆန္ဒရှင်များထံမှမဲရလာလိမ့်မည်ဟုအဘယ်သူများမျှော်လင့်၍ရနိုင်အံ့ပေမည်နီပြိုင်ဖို့စရင်ပေးထားသည့်58ပါတီအနက်6ပါတီသာတနိုင်ငံလုံးအတိုင်းအတာဖြင့်ရှင်ပြိုင်ကြမည်ဖြစ်သည်29ဘွဲကတိုင်းသားပါတီများဖြစ်ကြသည်အားလုံးလိုကလူထုထောက်ခံမှုမရကြတော့လေပြည်သူ့ဆန္ဒကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ကရေးဆွဲထားသောစစ်အုပ်စု၏နိုင်ငံရေးလမ်းပြမြေပုံဖြင့်ရှောက်လန်းလာကြသူများသာဖြစ်သည်6ပါတီဆိုသည်ကလည်းစစ်ဗိုလ်ချုပ်များဦးဆောင်နေသောကြံ့ဖို့ကိုကြီး၏ပြည်သူ့ပါတီတသက်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီ
ဆိုင်းအိုက်ပေါဤရှမ်းနစ်တိုင်းရင်းသားများဒီမိုကရက်ပါတီဒေါက်တာအေးမောင်တရိတ်ဆန်စေကူဤအာရကန်တက်ဦးပါတီဒေါက်တာတူးကြဤကရင်ပြည်နယ်ပြည်သူ့ပါတီတို့ဖြစ်ပါတယ်၎င်းတို့၏အမည်များကတိထားကြပြီးဖြစ်တော့လေလူကြိုက်များသူများမဟုတ်ကြစစ်တပ်နှင့်ကာလကြာမြင့်စွာကလေးကနှီးဆက်ကြသူများဖြစ်သည်တကယ်တမ်းဆိုရကစစ်အုပ်စုအတွက်ပါတီများစွာရှင်ပြိုင်သည်ဟုပြော၍ရအောင်အဖြစ်ကပါတီများအဖြစ်ဝင်ရောက်ပေးခဲ့ကြရသည့်အဆင့်သာရှိသည်၎င်းတို့အလုံးကပြည်သူများမိတို့ရှုမြင်နေသည်ကိုသိနေကြပါလျက်နှင့်လီလူရှုကစေအုပ်စု၏အစိုးနိုင်ငံရေးအခြေအနေတရက်ပေါ်ထွက်လာမည်ဆိုသည့်နောက်နိုင်ငံရေးတွင်ထားရှိရမည့်စံတန်ဖို့များကိုချင်းတရားပိုင်းအရတင့်တော်ဤမတင့်တော်ဤဆိုသည်ကိုမစင်စားပဲလက်တွေ့ကြကိုပိုင်အကျိုးစီးပွားရှုထောင့်မှချင်းကဲ့ကြည့်ရှုသော real politics mindset သဘောထားကိုဆွဲကင်လာကြသူများသာဖြစ်သည်ထိုထဲတွင်နိုင်ငံရေးအရရှင်သန်ရပ်တည်နိုင်ဖို့အာဏာရလာနိုင်မှုချမ်းသာကြွယ်ဝလာနိုင်မှုတို့ပါဝင်သည်ပြည်သူလူထုအစစ်အမှန်ယုံကြည်အားထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တိုင်းသားပါတီများဖျက်သိမ်းခံထားရ၍လေဒီတစ်ကြိမ်၎င်းတို့အနိုင်ရမည့်အခွင့်အလမ်းကများလာနေပြီလေဖြစ်သည်သို့သောလူထုကိုနေ့စဉ်နဲ့အမျှဘုံကျဲတက်ဖြတ်နေသည့်စေအုပ်စုကလုံမဲ့ရွေးကောက်ပွဲကိုပါဝင်လာခြင်းကပင်နိုင်ငံရေးအရာကိုတေချောင်းကြံစည်လိုက်ခြင်းပင်ဖြစ်သည်မြန်များနေသောဗိုလ်ချုပ်များကတော့မြည်သူကိုမြည်သည့်မဲဆန္ဒနယ်ကဝင်ပြိုင်ဆိုရှယ်မီဒီယာများကနေဘလို့ပြောမဲဆွဲအစရှိသဖြင့်အကွက်ချနေကြသည်နောက်ွယ်ကကြိုးကင်သူဆရာကြီးခေါ်မှုံကြီးတီကလည်းမင်းအောင်လိုင်ပင်ဖြစ်သည်ပြီးခဲ့တဲ့လကပဲအတွင်းလူများဖြစ်သောညိုစောနှင့်အောင်လင်းကျွေးတို့ကိုယူနီဖောင်းချွတ်ခိုင်းပြီးကျန်းဖို့ကိုယ်စားလှယ်လောင်းများအဖြစ်အသွင်ပြောင်းခိုင်းခဲ့သည်ဗိုလ်ချုပ်9ဦးအပါအဝင်ဝင်ကြီး10ဦးတီလည်းရွေးကောက်ပွဲဝင်ကြပေအောင်မည်ထိုလူများအလုံးသည်မင်းအောင်လိုင်၏ယုံကြည်အားအထားရဆုံးသူများဖြစ်ပြီးထိတ်တန်းရာထူးများတွင်နေရာယူကြတော်မူဖြစ်သည်ထို့သောဖြစ်လာအောင်လဲ2022ကတည်းကစတင်ပြင်ဆင်လာပြီးကျန်းဖို့ဥက္ကဋ္ဌတန်းတီနေရာတွင်၎င်း၏သစ္စာခံခင်ရီနှင့်အစားထိုးလာခဲ့သည်လယုံဖြစ်သူမျိုးစော်သိန်းအားလည်းဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်စေခဲ့သည်အောင်လင်းတွေအားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်ထားမည်ဟုသတင်းများထွက်ပေါ်နေသည်ဖွဲ့စည်းပုံအရပထမသက်တမ်းအတွက်ပြည်တော်စုလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်လာပြီးမင်းအောင်လှိုင်အားသမရအဖြစ်အတည်ပြုပေးရပေလိမ့်မည်မျိုးစောမြတ်ထုံဦးတို့သည်လည်းဝင်ကြီးများအဖြစ်အသုံးတော်ခံလာကြဖို့ရှိနေသည်ကာကွယ်ရေးပြည်ထရေးနှင့်နေလုံဝင်ကြီးများကိုလည်းသမရလုံမိမင်းအောင်လှိုင်ကပင်စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပေးအောင်မည်2010နှစ်အတိကချာနာချက်ကမင်းအောင်လှိုင်သည်ဗိုလ်တန်းရွှေကဲ့သို့အနာယူရန်လလမြပင်စိတ်ကူးမရှိဘဲသမရတက်လို့ရန်ကြံနေသူဖြစ်သည်ဆိုသောအချက်ပဲဖြစ်သည်သမရအဖြစ်နောက်ထပ်10နှစ်လောက်သွားဖို့ရှိနေသည်ပထမသက်တမ်းအတွင်းမှာပင်ဖွဲ့စည်းပုံကိုပြင်ပြီးအာဏာများသူ့လက်ဝဲရခင်ကထက်ပို၍စုစည်းလာအောင်လုပ်ပေးတော်မူဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားလည်းကာကျုပ်အဖြစ်ခန့်ထားဖို့မွေးထားပြီးဖြစ်သည်မင်းအောင်လှိုင်သည်တိမ့်စိန်ဖြစ်လာမည်မဟုတ်ထို့အတွက်ယခုရွေးကောက်ပွဲမှလူထုရွေးချယ်တင်မြှောက်သည့်တိုင်ပြုပြည်ပြုအစိုးရထွက်ပေါ်လာမည်ကမဟုတ်မကောင်းဆိုးဝါးစစ်ဗိုလ်ချုပ်တယောက်ဆက်လက်ရှင်သန်နိုင်ရေးကိုဝိုင်းဝန်းပံ့ပိုးပေးကြမည့်အစိုးရမျိုးသာထွက်လာဖို့သာရှိနေသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်